စေနာဆိုတာလေနေရအထားမရဲ့ဈေးအပေါ်ခံရတတ်တယ်နော်အဲ့ဒါမယုံမရှိနဲ့လက်တွေ့မိမိနဲ့မသက်ဆိုင်တဲ့ຢာတွေမနေနိုင်မထိုင်နိုင်တွားပြီးမှမကူညီနဲ့မတလားနဲ့မစာနာနဲ့မထောက်ထားနဲ့သူအခက်ခဲဖြစ်နေတာပါလေဆိုမှတွားမတွေ့ပြီးနဲ့ကိုယ်နဲ့မဆိုင်ဒီပြီးတော့မဆိုင်တယ်လို့နေမလို့အဖက်နဲ့ကိုကတွားကူညီပေးခဲ့ကိုယ်စေနာအရာလည်းမရောက်ဘူးတန်ဖိုးလည်းအထားမခံရဘူးအတိမတ်လည်းပြုခံရအောင်စေနာပြန်စော်ကားတာကိုခံရလိမ့်မယ်အဲ့ဒါကြောင့်မလို့အပ်တဲ့အချိန်မလို့အပ်တဲ့နေရာမှာစေနာသွားအထားမမလူတိုင်းပေါ့စေနာမထားနဲ့ဗျာကိုတကယ်ကိုညီတဲ့နဲ့ထိုင်တဲ့လူမျိုးမှာကိုညီကိုစေနာနဲ့ကိုစော်ပြန်ပြီးစော်ကားခံရတာကြုံမှုကြမှာပါခဏအဲ့ဒါဘာလဲသိတာစေနာအထားမလို့ပြီးတော့စေနာရဲ့တဘောတရားနားမလဲတတ်တဲ့လူတွေနဲ့ကြုံတွေ့ရင်အဲ့လိုမျိုးကိုကပြန်ပြီးခံစားရတတ်တယ်အဲ့ဒါကြောင့်မလို့လွယ်တကူဘလို့မှစေနာမထားနဲ့နော်ချစ်လို့ခင်လို့တနာလို့စာနာလို့ထောက်ထားလို့ဆိုတာတကယ်ပေးတဲ့ကြွေးတဲ့တနာတဲ့အကူအညီတဲ့လူပေါ်မှာပဲခဏစိတ်တူအလုံးစုံထည့်ပြီးကူညီပြီးရင်ကူညီပြီးရဲ့အရာကိုပြန်ပြီးမှသူ့စီကပြန်ရမှာပါပဲဆိုတော့မျောလင်းချက်နဲ့မကူညီနဲ့ပြီးရောဆိုတော့ကူညီလိုက်ပစ္စည်းဟောတုဆိုမှကူညီလိုက်ဟိုပြန်မျောလင်းချက်နဲ့ကူညီတာမျိုးဆိုရင်လည်းကိုရင်မောရလိမ့်မယ်စေနာနားမလဲနဲ့တို့ရအတိုင်းပတ်ပြီးတာမှတော့ကူညီတယ်ဆိုတဲ့နေ့ကလည်းဟိုကို့မှာရှိရတဲ့ပို့ပြီးမကူညီမိစေနဲ့ဘာလို့ဆိုတော့အဲ့ဒုက္ခကိုယ့်စီကိုပြန်ရောက်လိမ့်မယ်ကို့မှာမရှိတာနဲ့သူများတနာပြီးမှကူညီလို့ရတော့ဗျာနာကားဖို့တာပြန်ထားဟိုဟာစေနာအထားလွန်ပြီးမှကိုယ်တိုင်းဘဝပြတ်တဲ့တာရကတွေအများကြီးပဲရှိတယ်အကြောင်းလူတိုင်းကစေနာနဲ့မထိုက်တန်တော့ဘူးဆိုတဲ့စကားပေါ်လာတာနော်အကြောင်းမလို့ကိုကနေတဲ့ထိုင်တာကိုနေပါနော်ကိုရှိမှဘလို့ဒုက္ခရောက်ချင့်ချိန်မှတွေးတော့ပါငါကူညီတဲ့လားငါဝင်ပါတဲ့လားဟိုမဖြစ်နိုင်တဲ့အစုံမပါလို့မရအောင်ဆိုရင်တော့တဘောမနေလို့ထိုင်လို့ရတယ်ဆိုရင်တော့လှည့်အောင်ကြည့်နဲ့ခက်ကာလာလည်းမတူဘူးစေနာအထားမမကြနဲ့စေနာတရားတရားရဲ့မလွန်ကြနဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေမြန်မာနိုင်ငံလူနိုင်ငံသားတွေကစေနာတရားတရားတနာတဲ့စိတ်တွေထက်တန်ကြလေထိုင်မဲ့နေရာကမှရှော့ပြီးရင်ကိုရှိကိုပတ်တတ်တယ်နော်အားအကြောင်းမလို့လူတိုင်းကိုစေနာနဲ့မကူညီတဲ့နေရာမှာဆိုမကူညီနဲ့တနိုင်လောက်နေနိုင်အောင်နေဗျာကဲနေနိုင်အောင်နေအဲ့ဆိုရင်ကိုထွက်ဒဏ်ရာတတ်လိမ့်မယ်စေနာအနည်းဆုံးတော့စော်ကားမခံရအောင်ပေါ့အဲ့စေနာစော်ကားခံရတဲ့ဒဏ်ခံမှုတဲ့လူတွေသိလိုက်မယ်ဘယ်လောက်ရှင်နာစရာကောင်းလဲဆိုတော့ကိုယ့်ရဲ့ဖြူစင်မှုတွေကိုယ့်ရဲ့စေနာတွေတရားပိုးတာတွေကကိုယ်ပြန်မှစော်ကားခံရဆိုတော့ဘယ်လောက်နာကျင်လဲဆိုတော့သိမှာပါ